1962 ခုနှစ်ဟောင်ကောင်မြို့ရဲ့အစင်းရဲဆုံးရက်ကွက်တစ်ခုမှာစတီဗင်ချောင်ကိုမွေးဖွားခဲ့ပါတယ်။သူ့အသက်9နှစ်အရွယ်မှာမိဘတွေကအချင်းချင်းကွာရှင်းခဲ့ပြီးမိခင်ဖြစ်သူကကလေး3ယောက်နဲ့တကိုယ်တည်းရုန်းကန်ရှာဖွေကျွေးမွေးခဲ့ရပါတယ်။ဒါကြောင့်စာဝတ်နေရေးခက်ခဲလွန်းလို့ဈေးပေါ်တဲ့သားငါပဲပင်ပေါက်နဲ့ထမင်းချမ်းခဲကိုသာစားခဲ့ရတဲ့နေရက်တွေကတော့အများကြီးပါပဲ။ဒါပေမဲ့အဲ့ဒီကလေးငယ်ရဲ့နှလုံးသားထဲမှာကြီးမားတဲ့မိတောက်တစ်ခုရှိပါတယ်။အဲ့ဒီဟာကတော့ Bruce Lee ပါပဲ။ရုပ်ရှင်ဟောင်းလေးတစ်ခုမှာ The Big Boss ရုပ်ရှင်ကိုကြည့်ပြီးတဲ့နောက်သူဟာကိုကဲပညာရှင်တယောက်မင်းသားတယောက်ဖြစ်လာရမယ်ဆိုပြီးဆုံးဖြတ်ချက်တွေချခဲ့ပါတယ်။ဒါပေမဲ့ကကြမ္မာကတော့သူ့ဘက်မှာမရှိခဲ့ပါဘူး။သူကအရက်ပူတဲ့စကားနဲ့တဲ့လူမှုဆက်ဆံရေးမှာညံဖြစ်နေចောင်းစာမှလည်းမတော်သလိုအကစားမှလည်းထူးချွန်ခဲ့သူတယောက်မဟုတ်ပါဘူး။သူ့အမေကလွဲရင်ဘသူကမှသူ့ကိုအတိမတ်မပြုခဲ့ကြပါဘူး။ဒါပေမဲ့သူ့ရဲ့အိမ်မက်ကိုတော့သူကလုံးဝမစွန့်လွတ်ခဲ့ပါဘူး။အရွယ်ရောက်လာတဲ့အခါသူ့တငယ်ချင်းဖြစ်တဲ့တိုနီလီယန်ကိုအတင်းခေါ်ပြီး TVB ရုပ်သံလိုင်းရဲ့တရုတ်ဆောင်တင်နန်းကိုတွားရောက်လျှောက်ထားခဲ့ပါတယ်။ရေစရာကောင်းတာတစ်ခုကတော့သူအတင်းခေါ်သွားတဲ့တငယ်ချင်းကရွေးချယ်ခံခဲ့ရပြီးစတီဗင်ချောင်ကတော့ပြုတ်ကျန်ခဲ့ပါတယ်။ဒါပေမဲ့သူကဆွဲမလျှော့ပဲညတင်နန်းနဲ့တက်အဆင့်ဆင့်စူးစမ်းပြီးရုပ်ရှင်လောကတွေကိုဝင်ရောက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့မင်းသားဖြစ်ဖို့မပြောနဲ့မျက်နှာတောင်တစ်ချမမြင်ရတဲ့ extra ဘွားကနေနှစ်ပေါင်းများစွာဖြတ်တန်းခဲ့ရပါတယ်။ The Legend of the Counter Hero ဇာတ်လမ်းတွင်မှာစကားတစ်ခုမှမပြောရတဲ့ရိုက်ချက်တစ်ချက်တည်းနဲ့တက်ခံခဲ့ရတဲ့စစ်သားဖြစ်သူတရုတ်ဆောင်ခွင့်ရရှိခဲ့ပူပါတယ်။အဲ့ဒီချိန်တုန်းကသူကဒရိုက်တာကိုကျွန်တော်ကိုလက်နဲ့ကပြီးမှတေခွင်ပေးလို့ရမလားလို့ဒရိုက်တာကိုမေးရမှာတော့ဒရိုက်တာကသူ့ကိုအယူတယောက်လိုကြည့်ပြီးညှင်းပန်းခဲ့ပါတယ်။အဲ့ဒီအဖြစ်အပျက်ကိုတော့နောက်တစ်ချိန်သူ့ရဲ့ကိုယ်တိုင်ရေးအထုပ်ပတ်တိလိုဖြစ်တဲ့ King of the Comedy ဆိုတဲ့ဇာတ်ကားမှာပြန်လည်ထည့်သွင်းရိုက်ပြခဲ့ပါတယ်။သူဟာဘယ်လောက်သိငယ်တဲ့နေရာကပဲဖြစ်ဖြစ်အကောင်းဆုံးစူးစမ်းကျင်သူတယောက်ပါ။1980ပြည့်လွန်နှစ်တည်းရဲ့နောက်ပိုင်းမှာတော့သူ့ရဲ့ကကြမ္မာစတင်ပြောင်းလဲလာခဲ့ပါတယ်။ခလေးအစီအစဉ်တင်ဆက်သူအဖြစ်လောက်ကင်နေရာကနေသူ့ရဲ့ထူးခြားတဲ့ဟာတာညံတွေကိုလူတွေကသတိထားမိလာကြပါတယ်။သူ့ရဲ့ထူးခြားချက်ကတော့အတိတ်ပဲမရှိပဲရည်ရတဲ့စကလုံးချိတ်ဆက်တဲ့ဟာတာပုံစံတစ်ကိုတီထွင်ထားတာပါပဲ။1990ခုနှစ်မှာထွက်ရှိခဲ့တဲ့ All of the Winner စကားတညာတဲ့နဲ့သူ့ကို Superstar တယောက်ဖြစ်လာစေခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ Fight Back to School, Flooding Scholar, Hey There Judy အစရှိတဲ့ဇာတ်ကားတွေနဲ့ဟောင်ကောင်ဘောအောက်ဖစ်မှာတဦးရဲစိုးမိုးထားနိုင်ခဲ့ပါတယ်။1992ခုနှစ်ကဆိုရင်ဟောင်ကောင်ရဲ့ဝင်ငွေအကောင်းဆုံးရုပ်ရှင်၅ကားမှာ၅ကားစလုံးကသူ့ရုပ်ရှင်ကားတွေကြီးပဲဖြစ်နေတဲ့အထိအောင်မြင်ခဲ့ပါတယ်။သူဟာသရုပ်ဆောင်သက်သက်မဟုတ်ပဲစံညွှန်းရေးခြင်းဒရိုက်တာလိုခြင်းကိုပါစတင်စမ်းသပ်လာခဲ့ပါတယ်။ချောင်းဟာဟောင်ကောင်မှာရုပ်ရှင်ဘရင်ဖြစ်ုံနဲ့သူအားမရခဲ့ပါဘူး2000ခုနှစ်မှာတော့ကမ္ဘာရုပ်ရှင်လောကကိုလှုပ်ခတ်သွားစေတဲ့ရှောင်းလင်းဆော့ကာရုပ်ရှင်ဇာတ်ကားကိုထွက်ပေါ်လာခဲ့ပါတယ် CGI နည်းပညာနဲ့ကွန်ဖူဟာတာတို့ကိုပေါင်းစပ်ထားတဲ့အဲ့ဒီရုပ်ရှင်ကကမ္ဘာတဝန်းမှာနာမည်ကြီးသွားစေပါတယ်ဒါရင်မကသေးပါဘူး2004ခုနှစ်မှာထွက်ရှိတဲ့ကွန်ဖူဟော့စတယ်ကတော့သူ့ရဲ့ဘဝရဲ့အထွတ်တိတ်လို့ပြောလို့ရပါတယ်ဟောလိဝုဒ်ရုပ်ရှင်ဒရိုက်တာတွေကတော့အန်အော်ချီကျူရတဲ့အထိဖန်တီးမှုကောင်းမွန်ခဲ့ပြီးတရုတ်ရုပ်ရှင်လောကရဲ့ဂုဏ်ကိုမြင့်တင်ပေးနိုင်ခဲ့ပါတယ်။သူ့ရဲ့ရုပ်ရှင်တွေကရရယုံသက်သက်မဟုတ်ပါဘူး။အောက်ခြေလူဒန်းစားတွေရဲ့ဘဝမျောလင်းချက်တွေနဲ့ခါးသားမှုတွေကိုဟာတာနောဘီတင်ဆက်ထားတာကြောင့်လူတိုင်းရဲ့နှလုံးကိုထိမှန်စေတာပါ။ချောင်းဟာချာလီချက်ပင်လိုမျိုးဝန်내စရာတွေကိုဟာတာဖြစ်ပြောင်းလဲနိုင်ခဲ့တဲ့ပါရမီရှင်တဦးဖြစ်ပါတယ်။အခုချိန်မှာတော့ချောင်းဟာအသက်60ကျော်အရွယ်ရောက်ရှိနေပြီဖြစ်ပါတယ်။စပင်းနေဖြူဖွေးနေပြီဖြစ်တဲ့သူဟာအခုချိန်ထိတကိုယ်ရဲလူပြိုကြီးဘွားနဲ့နေထိုင်နေစေပါရုပ်ရှင်လောကတွေကလူတော်တော်များများကသူနဲ့လက်တွဲလုပ်ရတာခက်ခဲတယ်သူကအရန်စစ်ဆက်လွန်းနေဘဝင်မြင့်တယ်လို့ပြောကြပါတယ်ဒါပေမဲ့ပါရမီရှင်တွေကအမြဲတမ်းအထီးကျန်နေကြစေပါသူ့ရဲ့အုံနောက်ထဲကဖန်တီးမှုတွေကိုဘသူကမှလိုက်မိလို့မရပါဘူးတရုတ်ရုပ်ရှင်လောကမှာမင်းသားချောတွေဟာသားတရုတ်ဆောင်တွေအများကြီးထွက်ပေါ်နိုင်ပါတယ်ဒါပေမဲ့စတီဗင်ချောက်လိုမျိုးရမောခြင်းနဲ့မျက်ရည်ကိုတပြိုင်နက်တည်းပေးစွမ်းနိုင်တဲ့သူကတော့နောက်ထပ်ရှိလာအောင်မှာမဟုတ်ပါဘူး